တိုးတူချီတဲ့ SCF မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မွာခရိုင်အမတ်နစုံတရင်မှာတာဝန်ထမ်းဆောင်နေတဲ့စေမှုအောက်ခမဲဖြစ်ပါတယ်ကျွန်တော်တို့မွာခရိုင်အမတ်နစုံတရင်ကနေခြေလက်စစ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကိုကြီးကာတက်ဆင်ပေးနိုင်ဖို့ကာကွယ်လုံခြုံကြီးကားစုံအမည်နဲ့ကမိတ်တစ်ခုပြုလုပ်ထားပါတယ်ကြီးကာတွေဟာရန်သူရဲ့ကြီးစံလက်နက်ကြီးနဲ့ဒုံးဝန်းစားတွေကိုကာကွယ်ပေးနိုင်ပြီးရန်သူနဲ့ထိတိုက်ရင်ဆိုင်ရတဲ့အခါကို့မှာကြီးကာပါတယ်ဆိုတဲ့စိတ်ကြောင့်ရေရဲဝုန်းဝန်းတိုက်ခိုက်နိုင်ပါတယ်ခင်ဗျာကာဝယ်လုံးချုပ်ကြီးကားစုံကမ်ပိန်းလေးကိုတရင်ပေး SC ရဲ့ပလက်ဖောင်းနဲ့မျိုးအမှန်ထောက်ဖို့ပေးလို့မှတစ်ဆင့်ပါဝင်ကူညီလို့ရပါတယ်ခင်ဗျာကာဝယ်လုံးချုပ်ကြီးကားစုံကမ်ပိန်းလေးကို15ရက်10လ2025ရက်နေ့မှ31ရက်12လ2025ရက်နေ့ထိသတ်မှတ်ထားပြီးကမ်ပိန်းလေးရဲ့သားကတော့ကြီးကားဆုံး100အတွက်3000ကျပ်ဖြစ်ပါတယ်ခင်ဗျာSCF ပလက်ဖောင်းမှာကမ်ပိန်းကလာကတော့3ရက်17လ2025ရက်နေ့မှ3ရက်12လ2025ရက်နေ့ထိတလားတီသတ်မှတ်ထားပြီးSCF ကမ်ပိန်းသားကတော့350ကျပ်ဖြစ်ပါတယ်ခင်ဗျာကာကွယ်လုံခြုံကြီးကားစုံကမ်ပိန်းလေးဟာတလကျော်လာပေမဲ့တတ်မှတ်ထားတဲ့သားကရဲ့20%ပဲရရှိပါသေးတယ်ခင်ဗျာဒါကြောင့်မို့ပြည်တွင်းပြည်ပမှာရှိတဲ့ထောက်ပို့ဖွဲ့စည်းများဒေါ်လာမိဘပြည်သူများအနေဖြင့်ကျွန်တော်တို့မွာခရိုင်အမတ်နစုံတရင်ကနေစီစဉ်ပြုလုပ်နေတဲ့ကာကွယ်လုံခြုံကြီးကားစုံကမ်ပိန်းလေးကိုဝိုင်းဝန်းကူညီပေးကြဖို့မြစ်တာရက်ခံပါတယ်ခင်ဗျာ